ဘဂဗြဟ္မာမင်းအားအောင်မြင်တော်မူခြင်းအခါတစ်ပါးဘဂဗြဟ္မာမင်းကြီးရဲ့စိတ်ထဲမှာမိစ္ဆာဒိဋ္ဌိအယူများဖြစ်ပေါ်နေပါတယ်။သူ့ရဲ့အယူကဒီကိုနှင့်တကွဗြဟ္မာလောကကြီးဟာတည်တံ့ခိုင်မြဲတယ်တည်တံ့ဖြစ်နေပြီးရွှေရောတဲ့သဘောလည်းမရှိဗြဟ္မာဘုံမှာပရိတန်နေလာသူမရှိသလိုအိုသူနာသူတေသူလည်းမရှိဒီပြင်းမပြေကနေအခြားလွန်မြတ်သောထွတ်မြောက်ရာလည်းမရှိလို့အားကောင်းတဲ့တတရမိစ္ဆာဒိဋ္ဌိအယူဖြစ်ပေါ်နေတယ်ဒီအချိန်မှာဖျားရှင်ဟာဥက္ကဋ္ဌမြို့သူဘဂတော်အုပ်အတွင်းအင်ချင်းပင်ရင်တွင်သတင်းသုံးနေခိုက်ဘဂဗြဟ္မာကြီးရဲ့စိတ်အကြံကိုသိတော်မူတဲ့အတွက်ကွာအေးသောလက်မဆန့်မီဆန့်သောလက်မကွေးမီအင်ချင်းပင်ရင်မှကွယ်ပြီးဘဂဗြဟ္မာကြီးရှိရာပထမဇန်ဗြဟ္မာပြည်ကိုရောက်တော်မူခဲ့ပါတယ်။ဘဂဗြဟ္မာကြီးကထင်ရှားတဲ့ပုဂ္ဂိုလ်တဦးသူ့ထံရောက်လာတယ်ဆိုတော့ဝမ်းပန်းတတာနဲ့အရှင်ဖျားကြွလာတာအလွန်ကောင်းတယ်တပည့်တော်တို့ရဲ့ဗြဟ္မာဘုံနဲ့တပည့်တော်တို့ခန္ဓာကိုယ်ကြီးဟာဘယ်တော့မှမပြတ်မစည်းတော့ပဲအမြဲတည်တံ့ထင်ရှားနေပါတယ်တပည့်တော်တို့စီမှာအိုးနာသေးဆိုတာတွေလည်းမရှိအပြည့်အစုံဆုံးပုံနဲ့အပြည့်အစုံဆုံးခန္ဓာကိုယ်ကိုပြပါဆိုရင်တပည့်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးနဲ့တပည့်တော်တို့ရဲ့ဗြဟ္မာဘုံကိုပဲထိုးပြရပါလိမ့်မယ်ကြည့်ကြည့်ပါတပည့်တော်တို့ဘုံထက်တာတာတွေ့ဘူးခဲ့ရဲ့လားမရှိနိုင်ပါဘူးအရှင်ဖျားကြွလာတာအလွန်ကံကောင်းတာပဲလို့သူ့ဘုံနဲ့သူ့ခန္ဓာသူ့အစွဲလေးကိုထုတ်ပြီးကြွားလိုက်တယ်ဖျားရှင်ကဘဂဗြဟ္မာကြီးမိုင်လုံးကြီးလိုက်တာအတိညာဉ်ကင်းမဲလိုက်တာလို့မိန့်တော်မူတော့ဗြဟ္မာကြီးကမခံနိုင်ဘူးမြဲလို့မြဲတယ်ယူတာဟုတ်လို့ဟုတ်တယ်လို့ယူတာမှန်လို့မှန်တယ်ပြောတာပဲလို့သူကခံညင်းလိုက်တယ်ဖျားရှင်ကဘာကသင်ဟာဒီကနေဘယ်မှမပြောင်းဘူးဘယ်ကမှလည်းလာခဲ့တာမဟုတ်ဘူးလို့ယူလို့သာယူနေတာသင်ဟာစတုထဇံပုံကနေတဖြည်းဖြည်းဆင်းလာလိုက်တာသင်ရဲ့ဘဝသင်ရဲ့တန်ခိုးသင်ရဲ့အစွမ်းတတ္တိတွေကိုငါသိတယ်ကုံကုံပြောမယ်သင်အကြောင်းငါအကုန်လုံးသိတယ်လို့မိန့်တော်မူတော့ဘဂဗြဟ္မာကြီးစိတ်ထဲတွေဝေသွားတယ်တဖန်ဖျားရှင်ကသင်ဘဝအကြောင်းကိုငါပြောပြမယ်လို့ပြောတော့ဗြဟ္မာကြီးကနားထောင်ချင်လာတယ်တို့နှင့်ဆက်လက်ပြီးဖျားရှင်ကသင်ဟာစတုထဇံပုံမှာဖြစ်ခဲ့တယ်အဲဒီကနေတတိယဇံပုံအဲဒီကနေဒုတိယဇံပုံပထမဇံပုံကိုရောက်လာတာတင်းရဲ့ဖြစ်ခဲ့တဲ့ဘဝကိုတင်ပြန်ကြည့်ဦးလေလို့ဆိုလိုက်တော့ဗြဟ္မာကြီးကသူ့ရဲ့နောက်ကျောင်းကိုဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ပြန်ကြည့်လိုက်တဲ့အခါမှာဖျားရှင်ပြောတဲ့အတိုင်းမှန်နေတာတွေ့ရတယ်ဗြဟ္မာကြီးဟာသူ့အထက်ကဘုံတွေရှိပါသေးလားဆိုတဲ့အတီးကဝင်လာတော့အဝိဇ္ဇာနဲ့ကွာပြီးရှင်းလာတယ်ဖျားရှင်ကဘာကဒါတင်မကသေးဘူးသင်အတိတ်ကရှေးကုသိုလ်ကောင်းမှုတွေပြုခဲ့တာကိုလည်းငါပြောဦးမယ်ဆိုပြီးအတိတ်ဆက်ကြောင်းကိုမိန့်တော်မူတယ်တခါတော့ကသင်ဟာဇံပြီးညံရတဲ့ယတိတူဖြစ်ခဲ့ပြီးဂင်းကမြစ်ရဲ့တစ်ဖက်ကမ်းမှာနေတဲ့တနေ့မှာလှဲ900ကုံတယ်တွေဟာတဲကန်နာရတဲ့ရေပြက်ပြီးဒုက္ခအကြီးအကျယ်တွေ့နေတာကိုမြင်တဲ့အတွက်ဂင်းကမြစ်ထဲကရေတွေတဲကန်နာရတဲ့စီးပါစေသားလို့တန်ခိုးနဲ့အဋိဌံလိုက်တဲ့အတွက်ရေများတဲကန်နာရတဲ့စီးဝင်ကလှဲကုန်သည်900အသက်ချမ်းသာခဲ့ဘူးတယ်နောက်တစ်ခါဒီလိုပဲသင်ဟာဇံအပိညံရသေးတူဖြစ်စဉ်ဂင်္ဂမြစ်ကမ်းမှာပဲနေပါတယ်။အနီးနားမှာရွာကြီးတစ်ရွာရှိတယ်။တနေ့တခိုးသားများတွေကရွာထဲရှိကျွဲနွားလူအားလုံးတက်မယ်ဆိုပြီးရွာအပြင်ကုံမောင်းထုတ်တယ်။အဲ့ဒီအချိန်တင်ကငါမျက်စိအောက်မှာဒုက္ခမရောက်ကြပါစေနဲ့ဆိုပြီးစစ်တပ်ကြီးကိုဖန်ဆင်းလိုက်တယ်။စစ်တပ်ကြီးကိုမြင်တော့တခိုးတွေအားလုံးထွက်ပြေးသွားကြတဲ့အတွက်လူအများအသက်ချမ်းသာရသွားကြပါတယ်။တခါတော့ကဂင်္ဂမြစ်ရဲ့အထက်ကလူနဲ့အောက်ကလူတို့လက်ထက်မင်္ဂလာပွဲအတွက်ဂင်္ဂမြစ်အတွင်းဖောင်ကြီးများနဲ့ဆင်းလာကြတယ်ထိုအခိုက်ဂင်္ဂမြစ်ထဲကနဂါးကြီးတကောင်ကလူတွေကိုစိတ်ဆိုးပြီးပါပြင်းထောင်ပြလိုက်တဲ့လူတွေဟာကြောက်လန့်တကြားအော်ဟစ်ကြတယ်ဒီအတန်ကိုဂင်္ဂမြစ်ကမ်းမှာနေတဲ့ရာသေးကဂလုံးရောင်ဆောင်ကနဂါးကြီးအားမောင်းထုတ်ခဲ့တဲ့အတွက်လူအများအသက်ချမ်းသာရသွားကြတယ်အဲ့ဒီလိုပဲသင်ဟာဘဝကလူအများအားကယ်တင်တဲ့ကုသိုလ်အရှိန်ဟုန်ကိုလည်းငါဖျားမြင်တယ်လို့ဖျားရှင်ကမိန့်တော်မူတယ်။အဲ့ဒီအခါဘကကြီးဟာနည်းနည်းသဘောကျလာတယ်။ဒါပေမဲ့ဝန်မခံကျင်သေးဘူး။သူကအရှင်ဖျားနဲ့တပည့်တော်တို့တကိုးပြိုင်ရအောင်တပည့်တော်ကကိုရောင်ဖြောက်ပြီးတကိုးပြိုင်မယ်လို့ပြောပါတယ်။ဒီလိုလုပ်တာဟာသူ့ပြိတ္တအရှိမဖျားရှင်ပြောသမျှဟုတ်နေတော့ရှက်လာတာနဲ့ဒီလိုတကိုးပြိုင်တာတွေလုပ်လာတာပါ။အဲ့ဒီမှာဘဂကြီးကိုရောင်ဖြောက်တော့မပြောက်ဘူး။ဘာကြောင့်ဆိုရင်ဖျားရှင်ကအပိညံနဲ့ဘဂကိုဖြောက်ရင်မပြောက်စေတဲ့လို့အဋိဌံထားလို့ပါပဲ။ဘဂကြီးကိုမပြောက်တော့သူ့ရဲ့ဗိမာန်ထဲပြေးပြီးပုံနေတယ်။ဒါလည်းမြင်နေသေးတယ်။တခါမြေကြီးပေါ်မှာတေးသေးလေးဖြစ်အောင်လုပ်ပြီးဝတ်နေတယ်။ဒါလည်းမရဘူး။
ဘာကကြီးအဆက်ကွဲပြီးအကြီးအကျယ်ဒုက္ခတွေရောက်နေတယ်ဒါနဲ့ဖျားရှင်ကဘာကတင်ကိုဖြောက်မရရင်ငါဖြောက်ပြမယ်ဆိုပြီးအပိညာဉ်နဲ့ကိုဖြောက်တော်မူလိုက်ပါတယ်ဖျားရှင်ကိုကြည်ညိုရအောင်လို့ပြောရရင်ဒါဟာဘဂဝါကုံတော်6ပါးအနက်အနုမြူတပွဲပျောက်ကွယ်သိမ်မွေ့မမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဖုံးတော်ဖြစ်ပါတယ်ဖျားရှင်ကိုဖြောက်လိုက်တော့ဘသူမှမမြင်ရတော့ဘူးဒီအချိန်မှာဖျားရှင်ကကိုတော်ဘုံကိုကွယ်ပြောက်လျက်ကနေမြမများအားတစ္ဆာ၄ပါးတရားဟောပါတယ်တရားတော်အဆုံးမှာဘဂမြမကြီးနှင့်မြမပေါင်း1000တို့အကျွတ်တရားရရှိသွားကြပါတယ်ဒီတင်မဲ့ဘဂမြမကြီးအားဖျားရှင်အောင်တော်မူပုံဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်